ပြင်ဆင်ထားတာကမုံလာဥငပိကြက်သွန်ဖြူတပြားရိုက်တယ်ကြက်သွန်လေးနောက်ခင်းချင်တီရဲ့ပစုံကကြတော့ရတာမုံလေးစနေမုတ်တွေနေထားတယ်နောက်တစ်ခါကျတော့မုံလာရွက်လေးပြင်ဆင်ထားတဲ့ဆက်ချက်တော့မယ်ပူလာရင်စီလေးနဲ့ထည့်မယ်ဟုတ်လေစီနဲ့ပေါ့နော်ချင်းချင်းဆိုအများကြီးပူလာရဲဆိုရင်စောနာထည့်ထားတဲ့ဗာလဲဟိုမုံလာဥထိထားတဲ့ဟာစက်တော့အနည်းအဖြူနောက်မပိအားလေးကိုနည်းနည်းလေးစီလေးနဲ့ဝေပေးပေါ့နော်ဟုတ်တယ်ဆိုမော်လာတို့ကကြတော့တော့နည်းနည်းနိုးအချွတ်တွေပါလေထပ်စားလို့ရှိရင်နည်းနည်းနိုးလာကြတဲ့အတွက်တို့အရင်ဖွေထားတာနိုးချင်ရောက်ပြီဆိုရင်ကျန်တဲ့ဟာတွေကထည့်လို့ရတယ်ဒါလည်းဆိုမော်လာတို့ကကြတော့နည်းနည်းအချိန်ကြာတော့တို့အရင်ဆုံးနိုးအောင်လုပ်ပြရတယ်ထည့်မယ်ပြီးရင်အဖုံးလေးအုပ်ထားလိုက်မယ်နိုးလာပြီဆိုရေကိုလိုတော့ထည့်လို့ရပြီအများကြီးတော့ထည့်ပေါ့နော်ပြပေးခြင်းနောက်အရသာတွေပါလို့မှဆိုလို့ပြပေးခြင်းထည့်လုပ်ကြအောင်ထည့်ပေါ့နော်ဒါလေးနည်းနည်းထည့်လို့ရတယ်ဘတ်စတာလေးနည်းနည်းထည့်ထားအဖို့ထည့်မယ်ကြာကြီးပေါ့နော်ကြာရင်နည်းနည်းလေးထည့်အရသာနည်းနည်းပေါ့မရသေးတော့မီးပြီးသားပြီဆိုတော့နောက်ဆုံးပြီးကန်လေးဟောပါတော့ဟင်းကလည်းနှက်ဖြစ်နေပြီဆိုတော့အချက်ခံနေပြီဆိုတော့မကြီးရည်လေးထည့်မယ်ပြီးရင်ပွန့်လည်းနေမယ်ဟင်းကတော့ချက်သွားပြီဒါမဲ့ဟောပါတော့အဆက်ချင်းဆက်လေးပေါ့အဆက်လေးစားခြင်းလေးဒီစိမ့်လေးအဲ့လိုမျိုးလေးခွဲပြီးတော့ထည့်ထားရတယ်ချင်းဆက်လေးအရသာတော့ကောင်းသွားပြီကိုရိုင်းနဲ့ချက်စားလို့ရအောင်လို့ချက်လေးပါရိုက်ထားတယ်နော်လွယ်ပါတယ်ဒီပိုင်းချက်တတ်ပါတယ်မချက်တက်တာဆိုတော့ဒီတိုင်းပေါ့အပြော်လေးရိုက်ထားတာ